အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကောင်မလေးကျေးရွာနေပြည်သူတူပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကျေးရွာမှာကြုံတွေ့ရတဲ့ပြည်ထနာတချို့ကိုကျွန်တော်ပြောပြချင်ပါတယ်ခင်ဗျာအောက်တိုဘာလ20ရက်2025ခုနှစ်မှာအိန္ဒိယစစ်တပ်ကမြန်မာနေဆက်ကိုကျူးကျော်ပြီးတော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကောင်မလေးကျေးရွာကိုဒုံးဖြစ်ဘုံကျဲပစ်ခတ်ခဲ့ရာပြည်သူတွေဦးတည်ဆုံးခဲ့ရပါတယ်ခင်ဗျာထိုကိစ္စကိုကျွန်တော်တို့မြန်မာနိုင်ငံအစိုးရကိုတင်ပြခဲ့ပေမဲ့မြန်မာနိုင်ငံအစိုးရကဘာဖြစ်ရှင်းချက်မှမပေးခဲ့တဲ့အတွက်ကျွန်တော်တို့ပြည်သူများအနေနဲ့စိုးရင်ကြောက်ရွံ့နေစမှာဒီကနေ့မနေ့ဧပြီလ6ရက်2026ခုနှစ်မနက်2နာရီ55မိနစ်မှာလေအိန္ဒိယစစ်တပ်ကနေဆက်ကိုကျူးကျော်ပြီးတော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကောင်မလေးကျေးရွာကိုဒုံးဖိချက်မှန်၍ပစ်ခတ်ခဲ့ပါတယ်ဒီကနေ့မနေ့ပစ်ခတ်ခဲ့တဲ့အင်ကတာမန်ကျေးရွာနေပြီးသူရဲ့အင်ဖြစ်ပြီးတော့ပောက်ကွဲမှုမှာအဖို့တူနဲ့ကလေးငယ်တယောက်ပါဝင်ခဲ့ပါတယ်တို့တော်လည်းကံကောင်းထုံးမမှုကြောင့်အနာတရားမဖြစ်ခဲ့ပေမဲ့ဘုံပောက်ကွဲမှုကြောင့်ကြောက်ရွံ့တုန်လှုပ်နေရပါတယ်ခင်ဗျာကျွန်တော်လူတောင်ပေါ်ဒေတာမှာလမ်းပတ်ဆက်တွေခက်ခဲတဲ့ဒေတာမှာအိန္ဒိယစစ်တပ်ရဲ့လူမဆန်တဲ့လုပ်ရမှုကြောင့်ပစ္စည်းယွန်းသွားတဲ့အိန္ဒိယအတိမမှန်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ပြည်သူတွေကတရက်စားပြီးတော့ကိုယ့်ရဲ့ဝမ်းစာပူလုံဖို့အတွက်တော့အလွန်ပဲခက်ခဲစာဖို့စားတော့နေရတဲ့ဘဝဖြစ်တဲ့အတွက်ပစ္စည်းယွန်းသွားတဲ့အိန္ဒိယကိုပြည်လေအတိမမှန်ဖို့အတွက်လည်းကျွန်တော်အရန်ကိုစိုးရိမ်နေရပါတယ်ခင်ဗျာဒါကတော့ဒီကနေ့မနေ့အိန္ဒိယစစ်တပ်ကနေပြလိုက်တဲ့ဒုံးကနေပြလိုက်တဲ့ဘုံချခဲ့တဲ့နေရာပဲဖြစ်ပါတယ်ခင်ဗျာနီးတဝက်မှာရှိတဲ့ရေပိုက်လိုက်ရအကုန်လုံးပစ္စည်းပြီးတော့နီးနားမှာရှိတဲ့ခြံစည်းရိုးတွေလည်းအကုန်လုံးကိုပစ္စည်းခဲ့ရပါတယ်ဒါတော့လူနေအိမ်ပါပြည်သူတူရဲ့အိမ်ဖြစ်ပြီးတော့ပြည်သူတူရဲ့အိမ်ကိုဒီလိုမျိုးပစ်ခတ်တာကကျွန်တော်တို့မမှန်ဘူးလို့ထင်ပါတယ်ဒါပြည်သူတူရဲ့အိမ်ကိုကျွန်တော်တို့ဒုံးပစ်လို့ပစ္စည်းတော့ခဲ့တဲ့အိမ်ပဲဖြစ်ပါတယ်ပြီးတော့ဒါကတော့လူဝင်မဲ့တကားဒါပေမဲ့ဘုံရဲ့ပောက်ကွဲမှုကြောင့်တွင်အားကြောင့်တကားလေးဖုတ်လို့မရအောင်ကျက်ပြီးတော့ထိုင်ရန်ဒီအကုန်လုံးပောက်ကွဲကုန်ပါတယ်ပြီးတော့ဒီဖက်ထိုင်ရန်ဒီဆိုရင်လေအကုန်လုံးလမ်းကျကုန်ပါတယ်ကျွန်တော်တို့အင်တာဗျူးတစ်ချက်ကြည့်အောင်အထက်မှာဆိုရင်လည်းကျွန်တော်တို့ပစ္စည်းအကုန်လုံးပစ္စည်းနေတာကိုတွေ့ရမယ်ပြီးတော့ခုံမိုးတွေလည်းအကုန်လုံးပောက်ကုန်ပြီးကျွန်တော်တို့ရစရာမရှိအောင်အကုန်လုံးပစ္စည်းနေတာကိုကျွန်တော်တို့တွေ့ရပါခင်ဗျာပြီးတော့ထိုင်ရန်ဒီအကုန်လုံးကိုပြိုကျနေပြီးပြီးတော့ဒါအဖိုးတူနဲ့ကလေးငယ်တယောက်အိတ်နေခဲ့တဲ့ကတိပဲဖြစ်ပါတယ်ကတိနဲ့အကုန်လုံးကိုပစ္စည်းနေပါတယ်ပြီးတော့ထိုင်ရန်ဒီပင်ဒီတဲ့အကုန်လုံးကိုပြိုကျနေတာတွေ့ရမယ်တော်ကိုပစ္စည်းနေတာကိုတွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒါတော့ဘုံရဲ့တွင်အားကြောင့်ပြိုကျတဲ့ထိုင်ရန်ဒီပင်ဒီပဲဖြစ်ပါတယ်ခင်ဗျာခေါင်းမိုးတွေလည်းအကုန်လုံးကိုပစ္စည်းနေပြီးကျွန်တော်တို့ကတိဒီလည်းအကုန်လုံးပြိုကျပြီးကျွန်တော်ပင်ဖြိုတ်တစ်ချက်ပြင်တော့ကြည့်အောင်ဒါကဘုံတွင်အားကြောင့်လမ်းကျတော့တဲ့ထိုင်ရန်ဒီပဲဖြစ်ပါတယ်ပြီးတော့ခေါင်းမိုးတွေလည်းအကုန်လုံးကိုပောက်ကုန်ပြီးဝါးတွေလည်းမှာကာထားတဲ့ပင်ဒီစိုက်ထားတဲ့ပင်ဒီအကုန်လုံးကိုကျိုးကုန်ပြီးတိုင်တွေအကုန်လုံးကိုပြိုလဲကုန်ပြီးခေါင်းမိုးတွေလည်းအကုန်လုံးကိုပြုတ်ကျနေတာကိုတွေ့ရပါတယ်ခင်ဗျာပြီးတော့ခေါင်းမိုးတွေဆိုရင်ရစရာမရှိအောင်ပစ္စည်းနေပါတယ်အိန္ဒိယစစ်တပ်ကဒီကနေ့မနေ့အထိတောင်ကျွန်တော်တို့ကျေးရွာအတွင်းမှာဒရုန်းဒီကင်မရာတွေလွှင့်ပြီးတော့စောင့်ကြည့်ကြည့်နေတဲ့အတွက်ကျေးရွာနေပြည်သူများအနေနဲ့မိမိနေအိမ်ကနေအိမ်ပြင်ထွက်ဖို့အတွက်တော့အရန်ကိုကြောက်ရွံ့တုန်လှုပ်နေရပါခင်ဗျာထိုကိစ္စတွေကအခုလိုကိစ္စတွေပထမဆုံးအချိန်မဟုတ်တဲ့အတွက်အိန္ဒိယစစ်တပ်ရဲ့လူမဆန်လုပ်ရမှုကိုမြန်မာနိုင်ငံအစိုးရကဘယ်လိုမျိုးဖြေရှင်းချက်ပေးမလဲကျွန်တော်တို့အတွက်ဘယ်လိုတရားမျှတမှုကိုရှာပေးမလဲဆိုတာကိုကျွန်တော်တို့ပြည်သူများအနေနဲ့မျိုးလင်းစောင့်စားနေရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ